ရာမနေတနေ့တော့ငါလိုပဲတွေးမိလိုက်တိုင်းမှာတတိယနေစေပါအရှင်တဘုံဟောင်းနေရဲ့ငါလေးခုပြန်တွေ့တော့ကြည်ရင်နဲ့မဖြတ်ဖြစ်နိုင်သေးပါတိမ်ထားမိတော့ခွာလဲလေးဘလို့ငါလေးမေးရမှာနေပြောပြရဲ့ပါဟောဒီလူအမှန်မရှိနိုင်လို့မင်းနဲ့သွားတဲ့ဆိုင်လေးမင်းနဲ့ရှောက်တဲ့လမ်းမလေးအလုံးခုတော့မတရားများတာဒုနေရာဝေးသွားပြီးတဲ့နောက်မှာမင်းနဲ့ကြည့်တဲ့ရုပ်ရှင်တွေမင်းနဲ့ပြောတဲ့အကြောင်းအရာတွေတန်တာမီလို့လဲရတဲ့အခါအစင်မပြေပါဘူးအချစ်ရာငါရဲ့နေတဲ့နေရဝဲလို့သွားတာရှိသေးရဲ့အမတ်တရားနေနေကွာတိမ်ထားလို့ပေးပါတချင်တွေနားထောင်ရင်အရင်လိုမင်းသိကြိုက်တဲ့တချင်တွေလာတဲ့ခိုင်မှာအလိုလိုဝမ်းနေလာလဲလေးဘလို့ငါလေးမေးရမှာနေပြောပြရဲ့ပါဟောဒီလူအမှန်မရှိနိုင်လို့မင်းနဲ့သွားတဲ့ဆိုင်လေးမင်းနဲ့ရှောက်တဲ့လမ်းမလေးအလုံးခုတော့မတရားများတာဒုနေရာဝေးသွားပြီးတဲ့နောက်မှာမင်းနဲ့ကြည့်တဲ့ရုပ်ရှင်တွေမင်းနဲ့ပြောတဲ့အကြောင်းအရာတွေတန်တာမီလို့လဲရတဲ့အခါအစင်မပြေပါဘူးအချစ်ရာလဲလေးဘလို့ငါလေးမေးရမှာနေပြောပြရဲ့ပါဟောဒီလူအမှန်မရှိနိုင်လို့မင်းနဲ့သွားတဲ့ဆိုင်လေးမင်းနဲ့ရှောက်တဲ့လမ်းမလေးအလုံးခုတော့မတရားများတာဒုနေရာဝေးသွားပြီးတဲ့နောက်မှာမင်းနဲ့ကြည့်တဲ့ရုပ်ရှင်တွေမင်းနဲ့ပြောတဲ့အကြောင်းအရာတွေတန်တာမီလို့လဲရတဲ့အခါအစင်မပြေပါဘူးအချစ်ရာ